ဟုတ်တာကြော်မတော်ပါနဲ့ခင်ဗျာမနှက်ဖြန်လာပြီးနေ့ကစပြီးတော့ငွေ10သိန်း10တန်းစိုက်ကလေးထိဝင်ခင်းရှိတဲ့နေ့နံလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်မပြောရသေးခင်ပါလေကျွန်တော်ကောက်လေးက follow လေးမနေရသေး follow လေးနှိပ်ဖြတ်ပြီးကိုရတောင်းဆိုပါတယ်အသေးလေးနေချင်း share 10ကားလောက်နေချင်ပြင်းနဲ့အားပေးသွားဖို့ရတောင်းဆိုပါတယ်မနှက်ဖြန်လာပြီးနေ့ကစပြီးတော့ကန်စာတာအားကောင်းဆုံးနေ့နံလေးတွေကတော့တနင်္ဂနွေသားသမီးဖြစ်ပါတယ်တနင်္ဂနွေသားသမီးကနေ့နံအားလုံးထဲမှာကငွေ10သိန်း10တန်း10ကလေးကြီးဝင်ခင်းရှိတဲ့ထဲမှာကန်စာတာမြင့်ဆုံးဖြစ်တဲ့တနင်္ဂနွေသားသမီးဗုဒ္ဓဟူးသားသမီးစနေသားသမီးအင်္ဂါသားသမီးဖြစ်ပါတယ်အဲ့ဒီနေ့နံ၄ခုပါပါတယ်ဆိုရင်ငွေ10သိန်း10တန်း10ကလေးကြီးဝင်ပါစေဆိုပြီးရှေ့အခါ20လောက်နှစ်ပြီးကောင်းမှန်လေးအောက်မှာရေးပြီးတော့ပါမကြခင်ချိန်တော်ကျွန်းမှာငွေ10သိန်း10တန်း10ကလေးကြီးဝင်လာတာမျိုးလေးတွေကြုံတွေ့လာရပါလိမ့်မယ်ခင်ဗျာကြံသောနေ့နံလေးတွေကငွေရေးကြီးလက်လာပါတွေရှင်လန်းစေရန်ဒီ comment လေးအောက်မှာ898989ဆိုပြီး3ချိန်ရုပ်ပြီးတော့3ချိန်လေးရုပ်နောက်ပြီးတော့3ချိန်လေးရေးပြီးတော့ငွေ10သိန်း10တန်း10ကလေးထိဝင်ပါစီဆိုပြီးရုံရုံကြည်ကြည်လေးနဲ့ comment လေးအောက်မှာမှတ်ပြီးတော့ဗာမကြခင်ချိန်တော်တွင်းမှာငွေသိန်းပေါင်းရာပေါင်းတန်းပေါင်းများစွာသောငွေတွေမိမိစီကိုလိုက်လိုက်လဲတဲ့ဝင်လာမှာဖြစ်ပါတယ်ခင်ဗျာ